အခုဒါနောက်တစ်ခါမဖြစ်ဘူးဆိုတာအမှတ်ခံချက်မရှိတော့ဘူးပြီးတော့ငါတို့ပဲဒီမိစ္ဆာတွေကိုကင်တွယ်နိုင်ခဲ့တာတကယ်တော့မင်းရှင်တို့ပဲဒီမိစ္ဆာကိုကင်တွယ်နိုင်တဲ့စွမ်းရည်ရှိတာရှင်တို့ကဒါငါအတွက်ပါအရေးပါလေလို့ပြောလိုက်ပါတယ်သူရဲ့ဖခင်ကမင်းငါတို့ကိုနားလည်ရမယ်တားကောင်အရေးအတွက်တိုးလာမယ်ပြီးတော့လူအများအပြားထိခတ်နေတာလိမ့်မယ်ရှင်တို့ကငါညီမဘေးမှာပဲထာဝရနေမယ်ဘာလို့လဲဆိုတော့သူမကငါအတွက်အရေးကြီးဆုံးပဲလို့ပြောလိုက်ပါတယ်သူရဲ့ဖခင်ကစိတ်ဆိုးပြီးဒါဆိုတခြားလူတွေတေးတာကိုမင်းကဂရုမစိုက်ဘူးပေါ့မင်းပဲလူတွေကိုကူညီနိုင်ပြီးတားကောင်အရေးအတွက်ကိုရှော့ချနိုင်တဲ့တူထဲတော့တူပဲလို့ပြောလိုက်ပါတယ်ရှင်တို့ကငါအဲ့ဒါကိုလည်းဂရုမစိုက်ဘူးလို့ပြန်ပြောလိုက်ပါတယ်သူရဲ့ဖခင်ကအဲ့ဒီမိစ္ဆာကငါတို့ရွာကိုတိုက်ခိုက်ပြီးရွာကလူတွေကိုတိုက်ရင်မင်းဂရုမစိုက်ဘူးလားလို့ပြန်ပြောလိုက်ပါတယ်ရှင်တို့ကစိတ်ဆိုးပြီးဟုတ်တယ်အဲ့ဒါငါအတွက်ပါအရေးပါလဲဘာလို့ငါကအမြဲတမ်းဒါကိုလှုပ်ပြီးလူတွေကိုကူညီနေရတာလဲငါလိုချင်တာကသူမကိုကူညီနိုင်မဲ့နီလာရှာတွေ့တဲ့အထင်ငါညီမဘေးမှာနေဖို့ပဲလို့ပြောလိုက်ပါတယ်ပြီးတော့သူကသူ့ရဲ့ဖခင်ကိုအဖေမေရီအတွက်မစိုးရိမ်ဘူးလားသူမကိုဂရုမစိုက်ဘူးလားလို့ပြန်ပြောလိုက်ပါတယ်သူရဲ့ဖခင်ကစိတ်ဆိုးပြီးဟုတ်တာပေါ့ငါသူမကိုဂရုစိုက်ပါတယ်သူမအတွက်လည်းစိုးရိမ်တယ်သူမကငါသမီးပဲငါတေရမယ်ဆိုရင်တော့သူမကိုကယ်တင်ဖို့ပါမဆိုလုံးမှာပါဒါပေမဲ့အခုငါဘာမှမလုပ်နိုင်ပါဘူးပြီးတော့ငါလုပ်နိုင်တာတစ်ခုတည်းကမင်းကိုလူတွေကိုကယ်တင်ဖို့အကူအညီတောင်းတာပဲဘာလို့လဲဆိုတော့မင်းပဲဒါကိုလုပ်နိုင်တဲ့တူထဲတော့တူပဲလို့ပြောလိုက်ပါတယ်ရှင်လွန်သူဖခင်ရဲ့စကားတွေကြောင့်လောက်ခတ်သွားပြီးမော်ပညာကတခြားအရာတွေအများကြီးလုပ်နိုင်တယ်လို့သူညီမပြောခဲ့တဲ့စကားတွေကိုပြန်အမှတ်ရခဲ့ပါတယ်သူမကရှင်တော်မှလွဲပြီးဘယ်သူမှမလုံနိုင်တဲ့အရာတွေရှိတယ်လို့လည်းပြောခဲ့ပါတယ်။ဒါကြောင့်အချိန်တန်ရင်ရှင်တော်လူတွေကိုကူညီရမယ်။အဲ့ဒီနောက်သူ့ရဲ့ဖခင်ကမေဒီကအမြဲတမ်းသူများအတွက်ကိုတွေးပြီးသူမအတွက်သူမမတွေးခဲ့ပါဘူး။ဘာဖြစ်ဖြစ်ငါ့ကိုကာကွယ်နိုင်အောင်သူမအမြဲတမ်းလေ့ကျင့်ပြီးစူးစမ်းခဲ့တယ်။ဒါသူမရဲ့ပင်ကိုစိတ်နေတဘောထားနေတူတယ်။သူမကလူတွေကိုဘယ်လိုကူညီရမလဲဆိုတာကိုအမြဲတမ်းတွေးတောနေပြီးအခုသူမငါတို့နဲ့အတူရှိနေရင်တော့ငါ့ကိုလူတွေကိုကူညီပြီးကယ်တင်ဖို့ပြောလိုက်မယ်ဆိုတာငါသိချတယ်။ဘာလို့လဲဆိုတော့ငါပဲဒါကိုလုံနိုင်တဲ့တူထဲတော့တူပဲလို့ပြောလိုက်ပါတယ်ပြီးတော့သူကသူ့ရဲ့ဖခင်ကိုလက်ကြည့်ပြီးအဖေလိုအပ်တာကိုကျွန်တော်ကူညီပါမယ်လို့ပြန်ပြောလိုက်ပါတယ်သူ့ရဲ့ဖခင်ကသူ့ကိုကျေးဇူးတင်ပြီးမင်းကိုတာတွေတောင်းဆိုပြီးတာဝန်တွေနဲ့ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့အတွက်ငါတောင်းပန်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်ရှင်တော်ကအဖေကျွန်တော်ကိုအရာရာကိုသဘောပေါက်ခွင့်ပေးတဲ့အတွက်ကျွန်တော်ကအဖေကိုကျေးဇူးတင်ရမှာပါလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်ရှင်တော်ကထူးဆန်းတဲ့ခံစားချက်တစ်ခုခံစားလိုက်ရပါတယ်သူ့ရဲ့ညီမကိုဆုံးရှုံးရတော့မယ်လို့ခံစားလိုက်ရပြီးမရဲ့မော်စွမ်းအင်လည်းမရှိတော့ဘူးလို့ခံစားလိုက်ရပါတယ်သူအောက်ကိုအပြေးဆင်းပြီးသူ့ရဲ့မိခင်ကိုသူ့ရဲ့ညီမကိုဂရုစိုက်ဖို့ပြောပြီးအဲ့ဒီနေရာကိုထွက်သွားပါတယ်ပြီးတော့သူတနေရာကိုတွားပြီးငါမျော်လင့်ထားတဲ့အတိုင်းပဲလို့သူ့ကိုယ်သူပြောလိုက်ပါတယ်။အဲ့ဒီနောက်သူ့ရဲ့ဖခင်ကဒဏ်ရာရသူတွေရဲ့နေရာမှာသူနဲ့အတူရှိနေပြီးသူ့ရဲ့ဖခင်ကသူ့ကိုမင်းတစ်ခုခုရှာတွေ့ခဲ့လားလို့မေးလိုက်ပါတယ်။ရှင်တော်ကဟုတ်တယ်ဒဏ်ရာရသူတွေရဲ့အားလုံးမှာမော်စွမ်းအင်မရှိတော့ဘူး။ဒါကြောင့်သူတို့စီကစုပ်ယူသွားတာဖြစ်ရမယ်။ကျွန်တော်မြို့ထဲမှာအများကြီးလျှောက်သွားခဲ့ပြီးမော်စွမ်းအင်ရှိတဲ့လူတွေကိုတိတ်မတွေ့ခဲ့ဘူး။ဒါကြောင့်မော်စွမ်းအင်အခြေခံရှိတဲ့လူတွေအားလုံးဟာတုတ်ကွေးယောဂခံစားနေရသူတွေပဲလို့ကျွန်တော်ထင်တယ်။ဒါဟာမတော်တဆဖြစ်ခဲ့တာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်။ခုထိဘယ်သူမှဒီယောဂအတွက်ဖြည့်ရှင်းနီးတာမှမဟုတ်ကုသနီးရှာမတွေ့သေးဘူးဒါကြောင့်ကျွန်တော်ကိုယ်တိုင်ရှာဖွေရမယ်သူရဲ့ဖခင်ကဒါဆိုငါမျော်လင့်ထားတဲ့အတိုင်းပဲဒါအားလုံးငါတို့မြင်ခဲ့တဲ့မိစ္ဆာနဲ့ဆက်ဆက်နေပြီးမော်နဲ့လည်းဆက်ဆက်နေတယ်ပြီးတော့သူကဆက်ပြောပါတယ်မင်းကိုအရင်ကပြောခဲ့ဘူးတဲ့မင်းနဲ့တွေ့စေချင်တဲ့လူတယောက်ရှိတယ်လို့အခုသွားကြရအောင်သူတို့တကယ်တော့တော်ဝင်နန်းတော်ကိုရောက်သွားပြီးမြို့စားကိုတွေ့လိုက်ရပါတယ်မြို့စားရဲ့ထက်မြက်တဲ့အကြီးကရှီလွန်ကိုကြောက်လန့်စေခဲ့ပါတယ်ရှီလွန်ရန်ဖခင်ကမြို့စားကိုတောင်းပန်ပြီးကျွန်တော်တိုက်ရိုက်ပြောပါမယ်လို့ပြောကမြို့မှာဖြစ်ပျက်နေတဲ့အဖြစ်ပျက်တွေကိုသူ့ကိုပြောပြလိုက်ပါတယ်မြို့စားလေးကြသွားပြီးမြေပြင်ပေါ်မှာလူလိမ့်နေပါတယ်ဘာလို့ကန်ဆိုးမှုတွေငါ့ကိုအမြဲတမ်းခြောက်လန့်နေရတာလဲပြီးတော့ငါဒီမြို့ကိုအုပ်ချုပ်ပြီးတာနဲ့ဒါတွေအားလုံးဘာလို့ချက်ချင်းဖြစ်လာရတာလဲရှီလွန်ကမြို့စားရဲ့တုံ့ပြန်မှုကြောင့်အံ့တင့်သွားပေမဲ့ရှီလွန်ရဲ့ဖခင်ကဒါကိုအသားကျနေပုံရပြီးဘာတုံ့ပြန်မှုမှမပြခဲ့ပါဘူးမြို့စားမြေပြင်ပေါ်မှာလူလိုက်နေတော့သူ့ရဲ့ယာထူးကနေနှုတ်ထွက်ချင်ကြောင်းပြောနေပါတယ်ရှီလွန်ရဲ့ဖခင်ကသူ့ကိုညှိမ်သက်အောင်စ조사ပေမဲ့ဘာမှမထူးခဲ့ပါဘူးအဲ့ဒီနောက်မြို့စားညှိမ်သက်သွားပြီးကလတ်ထိုင်ပေါ်ထိုင်ကဂီဂါမိတ်ဆာတွေကိုရင်ဆိုင်ဖို့နီးလန်းဖြစ်လို့တူတဲ့လောက်ဝါကြီးအုပ်ချုပ်တဲ့လက်စစ်မီးအိမ်တွေအကြောင်းစပြောလာပါတယ်ဒါပေမဲ့မြို့စားရဲ့လူတွေကအဲ့ဒါတွေကိုစုဆောင်းပြီးတုံးနိုင်ခဲ့တယ်ရှီလွန်ရဲ့ဖခင်ကသူ့ကိုကောင်းတဲ့မင်းဒီအရာတွေကိုလုံနေတုံးပဲလို့ပြောလိုက်ပါတယ်မြို့စားကချီမွန်းတာကဒီအချိန်မှာအကူအညီမဖြစ်ဘူးလို့ပြန်ပြောလိုက်ပါတယ်သူရှီလွန်နဲ့စကားဆပြောလာပြီးမင်းရဲ့အဖေကငါ့ကိုအားလုံးပြောပြပြီးအဲ့ဒီမော်ပညာတုတ်ကွေးယောဂကဒီမိစ္ဆာနဲ့ဆက်ဆက်နေတယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်ငါဒီမိစ္ဆာကိုချေမုန်းနိုင်အောင်မင်းဘေးမှာမော်အခြေခံရှိတဲ့လူတိုင်းကိုစုစည်းဖို့တွေးနေတယ်ရှင်တော်ကဒါကခက်ခဲပြီးအကူအညီမဖြစ်ဘူးလို့ကျွန်တော်ထင်တယ်လို့ပြောလိုက်တာကြောင့်မြို့စားအံ့တင်သွားပြီးဘာလို့လဲလို့ပြန်မေးလိုက်ပါတယ်ရှင်တော်ကမော်ပညာနဲ့မော်စကလုံးတွေကိုတင်ယူတာခက်ခဲပြီးအချိန်အများ
များကြီးကြားတယ်ဒုတိယအချက်ကမော်စွမ်းအင်ရှိတဲ့လူတိုင်းနီးပါးကတုတ်ကွေးယောဂခံစားနေရပါတယ်မြို့စားကဒီယောဂနဲ့ပတ်သက်တဲ့သူတည်တနာကအရန်နေကွေးနေတယ်ဒါကြောင့်မင်းကိုမေးချင်တဲ့ရှင်တော်မင်းမှဘာစိတ်ကူးရှိလဲရှင်တော်ကဟုတ်တယ်ရှိတယ်လို့ပြန်ပြောလိုက်ပါတယ်မြို့စားကမင်းရဲ့စိတ်ကူးကဘာလဲလို့ပြန်မေးလိုက်ပါတယ်ရှင်တော်ကကျွန်တော်တက်ရှိတတဝါတွေကိုစမ်းသပ်မှုတွေလုပ်ဖို့လိုတယ်လို့ပြောလိုက်တာကြောင့်မြို့စားအားတင်သွားပါတယ်ရှင်တော်ကမော်စွမ်းအင်ရှိတဲ့လူတွေပြန်ကောင်းလာပြီးသူတို့ရဲ့မော်စွမ်းအင်ပြန်ရဖို့အချိန်အနည်းငယ်လိုတယ်ဒါပေမဲ့တုတ်ကွေးယောဂခံစားနေရတဲ့လူတွေရဲ့မော်စွမ်းအင်ကလုံးဝအောင်ကုန်သွားပြီးအဲ့ဒါကိုပြန်မလာနိုင်အောင်တားဆီးနေတဲ့အရာတစ်ခုခုရှိနေပုံရတယ်ဒါဆိုကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲကိုမော်စွမ်းအင်ထည့်သွင်းပြီးအဲ့ဒီထဲမှာထိန်းထားနိုင်ရင်ပျောက်ကင်းသွားနိုင်တယ်လို့ပြောလိုက်ပါတယ်မြို့စားကဒါဆိုမင်းရဲ့စိတ်ကူးကမင်းရဲ့မော်စွမ်းအင်နဲ့ယောဂခံစားနေရတဲ့လူတွေကိုစမ်းသပ်ဖို့ပဲဒါပေမဲ့ဒါအန္တရာယ်မရှိဘူးလားပြီးတော့မင်းကအဓိကတော့ချက်ဖြစ်တာကြောင့်မင်းရဲ့စမ်းသပ်မှုကမအောင်မြင်ရင်တုတ်ကွေးယောဂခံစားနေရသူပဲဒူးမပျောက်ကင်းမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ရှင်တော်ကအဲ့ဒါကိုတွေးနေပြီးဈေးဘက်ဆိုင်ရာကိစ္စတွေမှာပြည့်စုံတယ်ဆိုတာမရှိဘူးပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့ဘယ်လိုကိစ္စမျိုးကိုမဆိုကျွန်တော်ခံယူမယ်ဒါပေမဲ့ကျွန်တော်ယောဂခံစားနေရတဲ့လူတွေကိုကယ်တင်ဖို့စ조사ရမယ်လို့ပြောလိုက်ပါတယ်